ဘာreading လုပ်ပေးမလဲဆိုလို့ရှိရင်နှစ်သက်မှာဘလို့အခက်ခဲနေရင်ဆိုင်ရမလဲပြီးရင်အဲ့အခက်ခဲတွေကြုံလာရင်ဘလို့ဖြတ်ကျော်ရမလဲဆိုတာကိုတစ်ချက်ကြည့်ပေးမယ်ဘာလို့လဲဆိုတော့အမြဲလာပြီးနာကဘလို့ကံကောင်းခြင်းတွေရမလဲဘလို့ blessing တွေလာမလဲဆိုတာပဲအမြဲတမ်းကြည့်ပေးခဲ့တာဆိုတော့လေဒီတစ်ခါတော့ဘလို့အခက်ခဲတွေကြုံပြီးတော့အဲ့ဒီအခက်ခဲတွေကိုဘလို့အကောင်းဆုံးကြော်ဖြတ်ရမလဲဆိုတာကိုကြည့်ပေးပါမယ်အဲ့တော့အရင်ဆုံးဒီ reading ကဘယ်သူနဲ့ energy ကိုက်နေမလဲပေါ့နော်အဲ့ဒါကိုချက်ကြည့်မယ်နော်လက်ရှိမှာပေါ့နော်ကိုဒီကက်ကိုတော့တော်တော်များများသိမှာပါဗီဒီယိုတိုင်းလို့တော့ပါတယ်လို့တော့ပြောလို့ရနေပြီဒါကသူရဲ့ပန်းနိုင်ကိုရေရှည်ထိသွားဖို့အတွက်အစီအစဉ်ဆွဲနေတာကြီးဆွဲနေဖြစ်ရဲသူကတစ်ချက်ချင်းကိုပေါ်သူစစ်ထားပါတော့အဲ့တော့ဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်ရည်ရချက်ရည်မှန်ချက်ကြီးမားမားရှိတဲ့သူတွေပြီးရင်အလုပ်တစ်ခုခဏတစ်ဖြုတ်မဟုတ်ဖဲနေပေါ့နော်လူရည်ရှည်အထိသွားချင်တဲ့သူတွေဘယ်အလုပ်ကိုမဆိုအဲ့လိုရည်ရချက်မြင့်မားမားဒီတက်နေချင်တဲ့သူမျိုးတွေစိတ်ဓာတ်ခိုင်မာရပေါ့နော်relationship ပဲဖြစ်အလောက်ကိုင်းပဲဖြစ်လုံးမှာပဲဖြစ်သူကအကောင်းဆုံးလုပ်ချင်တယ်ပြီးရေရှည်သွားချင်တယ်လောင်းထက်စိတ်သက်ရှိတဲ့လူမျိုးလေးတွေအတွက်ဒီဥစ္စာလေးကပို့ပြီးတော့မှ energy ကိုက်ပါမယ်ရှင်ဒါဆို2026ထဲမှာဘယ်လိုအခက်အခဲမျိုးလေးတွေကြုံရမလဲဆိုတာကိုတစ်ချက်ကြည့်ပါမယ်ဆိုရွေးကြနေရလားဘလို့ခက်ခဲမျိုးကြောက်ရမလဲဆိုလို့ရှိရင်ဒါကစတင်တာပေါ့နော်ဒါပေမဲ့နောက်တစ်ခုကကျတော့စိတ်ဝမ်းကွဲတာလို့လည်းပြောလို့ရတယ်သူတို့ကအဖွဲ့အစည်းနဲ့အလုပ်လုပ်နေတဲ့သူတွေဆိုရင်တေချာပေါက်အဖွဲ့အစည်းတွေကြားထဲမှာစိတ်သဘောထားအဆင်မပြေမှုတွေမတိုက်ဆိုင်မှုတွေပြီးလို့ရှိရင်ကိုက project တစ်ခုလုပ်မယ်ဆိုလို့ရှိရင်အဲ့ project မှာကိုပြောပြတဲ့အမြင်တွေကိုသူတို့ကလက်မခံတာမျိုးသူတို့ပြောပြတဲ့အမြင်တွေကိုကလက်မခံနိုင်တာမျိုးလေးဖြစ်မယ်မိသားစုဆိုလို့ရှိရင်မိသားစုတွေမှာဆိုလို့ရှိရင်လေကိုဘယ်လိုပြောမလဲတယောက်နဲ့တယောက်ညှိနှိုင်းနိုင်ဖြစ်လို့မရတာမျိုးလေးရှိမယ်ပေါ့နော်အဲ့လိုပြဿနာမျိုးလေးနောက်နေ့ထဲမှာအများဆုံးကြုံရပါမယ်ဘယ်လိုခက်ခဲနဲ့ကြောဖြတ်ရအောင်မလဲပြေဝတာဒီရလာပါတင်တယ်ဆိုတာကလေတဖြည်းဖြည်းနဲ့အဆင်ပြေလာတာငြိမ်းချမ်းရေးအေးချမ်းမှုအလောက်ကိုင်းမှာတဖြည်းဖြည်းနဲ့ပြန်အဆင်ပြေလာမယ်ပြီးပေါင်းစည်းခြင်းပေါ့နော်အဲ့လိုမျိုးကိုပြန်တွေ့ချင်တဲ့လူတွေနဲ့ကိုပြန်ဆုံချင်တဲ့လူတွေလည်းပြန်ဆုံခွင့်ရမယ်နေ့တစ်နေ့ဖြစ်မယ်ပေါ့နော်တချို့လူတွေဆိုရင်တော့ကိုယ့်ရဲ့ ace ပေါ်ရေးစားဟောင်းတို့ဘာလို့ကိုထပ်မြင်ချင်နေတဲ့လူတွေနဲ့ပြန်လည်းပြီးပေါင်းဆုံခွင့်ရတာမျိုးလေးတွေလည်းကြုံရမယ်နေ့တစ်နေ့လို့တောင်ပြောလို့ရတယ်the lover oh my god တေးချတယ်နော် single လေးတွေကတော့လေလုံးဝရည်စားရမှာsingle လေးရတော့လေလုံးဝရည်စားရမှာကွာတိလားလုံးဝရည်စားရမှာအချစ်တွေ့တော့မှအချစ်ကလည်းရိုးချစ်တာမျိုးတော့မဟုတ်ကွာတိလားမအားတယ်နဲ့အဲ့လိုမျိုးတော့ကဘာဦးစားချစ်ချင်းမျိုးနဲ့အဲ့လိုနောက်တစ်ဖန်ထက်ချစ်ပြစ်တော့မှာကွာတည်မလားအဲ့တော့နေတဲ့မှာဘလို့ခက်ခဲကြုံမလဲကြည်တာကောင်းတာလေးတွေပဲထွက်လာနေဆိုဝမ်းတာပါတယ်နော်အဲဆိုအချစ်တက်လဲရတော့မှာဆိုရည်စားရတော့မှာလာကြွားကြနော်ရည်စားရရင်တော့ကြွားခံခြင်းလို့လာဗီနာရဲ့ဒီနေ့တော့ရည်စားရသွားပြီ FA မဟုတ်တော့ဘူးဆိုပြီးတော့ဒီဟာတော့အခက်ခဲပေါ့အခက်ခဲရပါလေဆိုမကောင်းတာတော့မဟုတ်ပါဘူးဒါဘယင်ကပေါ့နော်ဘယင်ဆိုတာကကြတော့ကြည်သူထိုင်ကုန်ဘယင်ဆိုတဲ့အတိုင်းသိတယ်မလားတိုက်ခိုက်ခက်ခဲအများကြီးရှိရလေဘေးနာနေပြီးတော့အဲ့လိုမျိုးကို
မကောင်းမြင်တဲ့သူတွေလည်းအများကြီးရှိတယ်ကိုအားကြတဲ့သူတွေလည်းအများကြီးရှိတယ်ကိုအားကြနေရကိုမနာလိုတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုလူမျိုးတွေလည်းရှိတယ်ပြီးလို့ရှိရင်ဒီနေ့တော့စိုးမယ်ပေါ့အကောင်းပဲထဲရတော့မဟုတ်ဘူးဒီကကကြလေချက်တဲလေးဖြစ်မယ်အလုပ်ကိုင်းနေဆိုရင်လေကိုကဒီဟာကိုပို့စူးစားလေကိုအကောင်းမြင်ရလေဘေးနာလူတွေကကိုပို့ပြီးတော့အမြင်ကတ်လေပေါ့နော်ကိုအမြင့်တက်လေသူတို့ကအဆင်မပြေလေကိုအမြင့်တက်လေအဆင်မပြေလေဒါပေမဲ့အရင်စိတ်မပူပါနဲ့ဒီကကဘာဖြစ်ကိုကပလင်မောကလေဟုတ်တယ်မလားသူကိုရဲ့အခက်ခဲကဘလောက်ပဲချက်တဲနေတဲ့အခက်ခဲဖြစ်နေပါစေသူတို့တွေဘလောက်ပဲကို6တွန်းတဲ့အခြေအနေဖြစ်နေပါစေအောင်တော့ကိုကအဆင်ပေါ်ရပဲဟုတ်လားပလင်မောရပဲသူတို့အမြင့်ရပဲကြည့်လိုက်ကိုရဲ့အတွင်းပြဿနာကတော့ဘလောက်ပဲစိတ်ပင်ပန်းနေပြီစီအောင်ဘလို့အခြေအနေပဲကြီးကိုကအစီမြင့်ပွားပဲမို့လို့အရင်တော့စိတ်ပူရမရှိဘူးဒါပေမဲ့နည်းနည်းပေါ့နော်အဲ့လိုလူတွေရဲ့အဲ့လိုဝေဖန်ထောက်ပြတာတွေပြောဆိုတာတွေဝေဖန်ပြောဆိုခံရတာတွေများမယ်နင်းတစ်နှစ်လည်းဖြစ်မယ်ပေါ့ဝေဖန်ပြောဆိုတုံးသက်ခံရတာတွေအရင်ကိုများရင်နင်းတစ်နှစ်လည်းဖြစ်နိုင်တယ်ဖြစ်သွားမယ်ဆိုဒါဆိုရင်ဘလို့အကောင်းဆုံးစူးစမ်းနေထိုင်ရမလဲပေါ့နော်2026ကိုဘယ်လိုစိတ်မျိုးနဲ့အကောင်းဆုံးစူးစမ်းနေထိုင်ရမလဲပေါ့ပါတယ်ဆိုတော့တကယ်ဘယ်လိုအကောင်းဆုံးစူးစမ်းနေထိုင်ရမလဲအော်ဒီမှာဆိုတော့ဘယ်လိုအကောင်းဆုံးစူးစမ်းနေထိုင်ရမလဲဆိုရင်ကြည့်လိုက်ပါဒါကပေါ့နော်သူကဖန်တီးခဲ့ဆိုတာကဒီအနောက်မှာလေလိုင်းနေတွေ့လာမုံတိုင်းနေကျန်းနေတာလေချမ်းနေတိုက်နေတာလိုင်းလုံးချမ်းကြီးလေချမ်းတော့မဟုတ်ဘောနော်လိုင်းလုံးချမ်းကြီးနေတိုက်နေတာတိုက်ခတ်ဒီမိုးဆိုရင်လည်းအပေါ်ရောက်ပေါ့နော်အဲ့တော့ကွာအရှိကနေဘယ်လိုနေရမလဲဆိုလို့ရှိရင်ဘယ်လိုအခက်ခဲပဲကြုံလာအဓိကကတော့ balance ဖြစ်အောင်နေရမှာပေါ့နော်ညီမျှအောင်နေထိုင်ရမှာကွာငွေကြီးဆိုရင်လည်းငွေကြီးပိုင်းတော့လည်းကောင်းနော်အလုတ်ကင်ဆိုရင်လည်းလုတ်ကင်ပိုင်းတော့လည်းကောင်းကိုယ့်ရဲ့ကျန်းမာရေးဆိုရင်လည်းကျန်းမာရေးပိုင်းတော့လည်းကောင်းပဲအပိုင်းမှာပဲဖြစ်ညီမျှမျှဖြစ်အောင်နေထိုင်ရမယ်ညီမျှဖြစ်မှကိုယ့်ရဲ့ဒီတစ်နှစ်တာကကိုယ့်အတွက်အဆင်ပြေတဲ့နှစ်တစ်နှစ်ဖြစ်မှာအဲ့တော့ညီမျှအောင်နေထိုင်ပါပြီးလို့ရှိရင်အရာတိုင်းကိုလိုက်မခံစားပါနဲ့နော်အနောက်မှာကြည့်ဘလို့ပဲဖြစ်နေဒီသူ့ပုံစံလေးအတိုင်းပဲအနောက်ကဖြစ်ချင်ဖြစ်လိလျူရှူတာလဲဟုတ်လားကိုပဲအကောင်ဆုံးတိဆောက်ပြီးတော့ညီမျှအောင်နေထိုင်နော်စိတ်ချမ်းသာအောင်နေကိုရဲ့လောက်ရကတပားသူကိုမထိခိုက်ဘူးဆိုလို့ရှိရင်ကိုယ်တိုင်လည်းအများကြီးစိတ်ပင်ပန်းထိခိုက်နေတာနေကြမလို့လေနော်အားကြောင့်မလို့2026မှာကြုံလာတဲ့ခက်ခဲတွေကိုဘယ်လိုဖြတ်ကျော်ရမလဲဆိုလို့ရှိရင်အဓိကတော့ဘသူ့ကိုဘာပဲဖြစ်နေကယူမဆိုင်ပါနဲ့ဘယ်လိုပဲကြုံလာရကိုရှိသွားမယ်လမ်းကိုပဲကြည်ပါကိုဘယ်လိုအကောင်းဆုံးသွားမလဲဆိုတာကိုပဲဆုံးဖြတ်ပါပြီးရင်နောက်တစ်ခုကပါလဲဆိုတော့ကိုညီမျှတောင်းနေတိုင်းမှာဝေကြီးပိုင်းကျမရေးပိုင်းပညာရေးပိုင်းပေါ့နော်အစတော့ကိုနဲ့ဆိုင်တဲ့အရာမှန်သမျှကိုအညီမျှဆုံးအညီမျှဖြစ်အောင်နေထိုင်ပါပြီးလို့ရှိရင်အရင်တကူကောင်းဆန္ဒမျိုးတွေမလုပ်မိပါစေနဲ့ပေါ့နော်အတတ်နိုင်ဆုံးကတော့တွေ့ပြီးတော့စီချင်းတောင်းနဲ့နေထိုင်တတ်တာမျိုးကကိုအတွက်ပို့ပြီးတော့အကောင်းဆုံးဖြစ်မဲ့နေ့တစ်နေ့ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ reading ကတော့ဒီလောက်ပါပဲပြီးတော့လာမယ့်2026နှစ်တင်မှာပေါ့နော်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းအလုံးစုံသောပြည့်စုံခြင်းတွေနဲ့အတူအခက်ခဲမှန်သမျှကိုလည်းကြော်ဖြတ်နိုင်ပြီးပျော်ရွှင်စရာအချိန်လေးနှစ်တည်းလာရက်တွေကိုပဲပိုင်ဆိုင်ရပါစီလို့လာဗီနာကဆုတောင်းပေးလိုက်ပါဟဲ့ဘိုင်ဘိုင်ပါ